အားလုံးပဲမင်္ဂလာပါခင်ဗျာဥဒီဝိုင် channel ကနေပြန်လေးကြိုဆိုလိုက်ပါရစေဒီနေ့ကတော့မိုးဆိုးချမ်းရဲ့အသေးညာဆိုတဲ့ဇလန်းရှည်အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်းကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ဥဒီရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါနော်ဒီတဲ့သဘောကြားနှစ်သက်တဲ့ဆိုရင်တော့ comment လေးတွေနဲ့ဂုဏ်ပြုပေးစေချင်ပါတယ်ဒီဇလန်းလေးကိုဖတ်ခွင့်ပေးတဲ့အာသာငင်းကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဆိုတော့ဥဒီနဲ့အတူတူမိုးဆိုးချမ်းရဲ့အသေးညာဆိုတဲ့ဇလန်းရှည်လေးအပိုင်းနှစ်ကိုစီမျှော်လိုက်ကြရအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ကဲဘလို့ဖြစ်ရတာတော့ပြောစမ်းပါဦးသားတို့ရဲ့ကြားတဲ့အတိုင်းပဲဘာကိုကြားတဲ့အတိုင်းပဲလေခိုးပြေးသွားတာဟုတ်လားကျုပ်မခိုးဘေးနဲ့ဘာလို့ပေါ့နှစ်ညတောင်ဖွင့်ထားတာတဲ့တော့မင်းနေစိတ်မကြည်တော့သလိုကြောပေးလိုက်ရင်ထုံးထားသည့်စပင်တွေကိုထိုးဖွားလေရဲ့စကားပြောဖို့စိတ်မပါရင်လုံးနေကြအပြုံမှုတစ်ခုမို့စိတ်မကြည်တော့မှန်းသဘောပေါက်လိုက်သည်သူပင်မဲ့မေးစရာရှိတာကတော့မေးရအောင်ပါပဲဒီလိုပါကြီးလေးရဲ့ကျွန်တော်အခုခိုးပြေးထားတဲ့မြထွေးခင်ကတစ်ခွက်ချောင်းရွာကပါသူ့ကိုမျိုးသားနဲ့ပေးစားမြေဆိုတာလက်မခံလို့ကျွန်တော်ကတော့ခိုးပြေးတာပါအဲ့ဒါမျိုးကလာမဲ့မျိုးသားကိုတညက်လောက်လမ်းလွှဲပေးဖို့ခနိုင်ကိုအကူအညီတောင်းတာသူကလူမာပြီးခေါ်တော်မိတာပါဟိုမျိုးသားကဒီနေ့မှလာမှာတဲ့တောက်တဲ့တယ်တော့အခုဘယ်လိုလုပ်ကြမလို့ယောက်ျားအချင်းချင်းပဲအကြီးလေးရေဟဲ့ယောက်ျားအချင်းချင်းမဟုတ်လို့ပြဿနာတက်နေတာပေါ့အခုနင့်ညီမှားခေါ်တော့တာဟိုဘက်ယောကဒေါ်ပန်းညာမြည်တဲ့ဘလို့အကြီးလေးအဲ့ဒါဆိုရင်ဟိုတယောက်လားအခုတရော်လုံးပြင့်နေတာတော့နင်ကမသိသေးဘူးလားဟဲ့ခက်ပါရဲ့တော့ကျုပ်ကလည်းအသေးဆက်ဇနီးလောင်းနေဆိုတော့ရော်တွေကတည်းအာယုံမဆိုင်နိုင်လိုက်ဘူးအခုလေသူ့ကိုပြန်အပ်မဲ့ကိစ္စတကြီးကိုလာတိုင်နေတာပါတော်စမ်းပါဟေးအခုကလေဟိုကလေးကိစ္စတောင်ဘလို့ကန်တွေဖြေရှင်းပြရမလဲစဉ်းစားမရသေးတဲ့ကြားလေးကြုတ်ယူမယ်ဂနိုင်သားထွေးတေချာစဉ်းစားပေးပါဦးသူများသားသမီးယူပြီးမှစိတ်ဒုက္ခတွေပေးမိနေပါဦးမေအေးကျုပ်ကခိုးပြီးပြီလေကဲဟေးကန်စီမန်ဟာပေါ့ဟိုကလေးကိုငါတော့ဖြောင်းဖြပါအောင်မေမနစ်ကလေးကဘာမှစားရသေးဟန်မတူပြောဆိုထထွက်သွားတဲ့အကြီးလေးကိုတလဲရှူတဲ့ဥမှန်မှန်ဖြင့်စိတ်အဆန်မလျှော်ဖြစ်နေသူကိုတလဲကြည့်ပြီးသူ့မှလည်းမတူးမတန့်ဖြစ်နေရသည်အရာရာဟာသူစတဲ့ဇက်ပဲလေခနိုင်ငါတောင်းမယ်စကားတော့အဆုံးမခံပဲမြင်းဆောင်ပဲထွက်တော်သူကြောင့်မျက်နှာငယ်လေးနဲ့သာကုတ်လေးနေခေရတော့သည်ဘဝတစ်သက်တာမှာတခါလေအကူကြီးတောင်းမိပါတယ်သူများတဘွားစာပါပုံသွင်းပေးမိလျက်သားဖြစ်နေပါဘောလားမငိုပါနဲ့သားငယ်လေးရေအမေသားတွေမှားတာပါကွယ်အမေတို့ဘက်ကအပြည့်အဝတာဝန်ယူပေးမယ်နော်ဟုတ်လားအင်းကအမေတည်င်းကြလို့ငိုနေလောက်ပြီဗျအင်းပေါ်သူတို့ရဲ့အငယ်ဆုံးလေးလေမိဖဖြစ်သူဘယ်စိတ်ကောင်းပါမလဲကွယ်အင်းပြန်ချင်လို့ပါဗျာလိုက်ဖို့ပေးပါလားအကြီးလေးရဲ့နော်ပို့ပေးမှာပေါ့ကွယ်သူ့အဖေလာအောင်စောင့်နေတာမလို့ပါသားရဲ့နော်အရာအားလုံးကိုတိုင်ပင်ပေးတာနဲ့သားရဲ့မိဖတွေစီကိုအမေတို့ကလိုက်ခင်ပါပါကွယ်ဘာလို့လိုက်မှာလဲဗျသားငယ်လေးနဲ့အမေသားတွေတို့မင်္ဂလာကိစ္စပေါ့ဟမ်နော်ကျွန်တော်သူ့ကိုမယူဘူးခေါင်းတစ်ခါကလေတစ်ခါကဖြင့်အချောက်ကန်ညင်းလာတာမို့အဲ့လိုလေဘေးဟုတ်ပါမလဲကလေးရေအမေသားကမှားခဲ့ပြီးပါပေါ့ကျွန်တော်တို့ဘာမှမဖြစ်ခဲ့ပါဘူးဗျာတကယ်ပါအကြီးလေးရေသူကကျွန်တော်ကိုအိမ်ထဲထည့်ပြီးတော့ခဲ့ထားရုံပါပဲအမေသိပါတယ်ကိုရေအိမ်ကသားထွေးကိုလေအမေဝမ်းနဲ့လွင်မွေးခဲ့တာပဲလေဒါပေမဲ့ပတ်ဝန်းကျင်ဆိုတာကိုလေသားသိရဲ့နဲ့အခုတော့နှစ်ရော်လုံးတည်င်းတွေကကြော်နေပြီအမြန်သာမစီစဉ်ရင်သားငယ်မျက်နှာဘယ်နာသွားထားမလို့ကျွန်တော်အကူကြီးတို့စီပြန်ပါအကြီးလေးရဲ့အဲ့လိုရှောင်ပြေးလို့မရဘူးလေသားမိဖတွေမျက်နှာလေးထက်ရအောင်မှာပေါ့ကွယ်ကျွန်တော်မသိပါဘူးဗျာသူ့ကိုမယူချင်ဘူးအမေနားလေပါတယ်ကွယ်သားထွေးကိုလူကိုကြည့်ပြီးစိတ်စော်ပြီးမဆုံးဖြတ်ပါနဲ့အမေသားကလေကျွန်တော်မယူဘူးဆိုမယူဘူးဗျာအေးပါကွယ်အခုလောလောဆယ်ထမင်းလေးစားလိုက်နော်
မနေ့ကတနေ့လုံးလေထမင်းမစားသေးဘူးမဟုတ်လားတားထွေးရဲ့အဖေကခဏနေပြန်ရောက်တော့မှာပါညနေဆောင်ရင်တားအမေတို့စီလိုက်ဖို့ပေးမယ်နော်ဟုတ်လားဘလို့ရှော့ရှော့ပြောမလာသေးကလေးကငိုချင်းချကဘာမှနားဝင်ဟမတူဟုတ်မှာပေါ့လေသူ့မိမိဖမျက်နှာငယ်မှာစိုးရိမ်မှာပေါ့တမရီရင်နဲ့အပြည့်ရှာရင်ဒီကံကပ်ဖို့ကိုဘေးတက်နဲ့လော်ခဲ့ရမေတော့တွေးမရတော့အောင်ပါပဲမင်းရဲ့သားကအခုဘယ်မှာတော့မသိပါတော့သူ့ညညူကြီးစီးပြီးထွက်သွားပါလိမ့်ဒီကောင်ကတော့ကွာဘဝနဲ့ရှိတဲ့ကိစ္စကြီးဖြစ်နေတာတော့ငါအေးပါရှိနေချက်ကငါနော်သူမှာတောင်လျှောက်မြောက်လျှောက်နဲ့ဖန်မီးလောင်ထားသလိုပြာရာခက်နေရပါမယ်ဟောကာယကင်ဆန်ကတော့တောက်ရည်အိုးဖန်အေးနေသလိုပါပဲဟိုကောင်ငွေလျှက်ဆန်းဆန်းဖြစ်ရင်ပြောဟာတော့ရအောင်ဟုတ်ကဲ့ဖြစ်ပါပြီတကြီးမင်းမြဟိုကလေးကိုတော့ခေါ်စမ်းနေမဆောင်ခင်တော့ရအောင်လို့သူမှာဘလို့စကလုံးတွေနဲ့ဘေးပုံပင်နေစကားစပြီးပြောရမလဲစာစီနေရတာဘင်းနေတုံတုံအဆန်ပြင်းနေတော့စိတ်တွေကပေါက်ရှင်နေပြီအရေးသေးအရေးတောင်မမြင်ရသေးတာဖြစ်သူကြောင့်ဒေါကပိုကန်လာသည်အိမ်ထဲကထွက်လာသည့်ကလေးကြောင့်မျက်နှာကိုအတက်နိုင်ဆုံးရှော့ရှာကရှုံနိုင်တဲ့လောက်ရှိုးသားပေးရပြုံးမည်သူလေးမှလည်းဘေဘွားကကင်ဆယ်လာသည်မသိအိမ်ကတီမီမင်းသားနဲ့မှရေးဆက်ရှိရတယ်လို့တောင်းငယ်လေးပေါ်တက်အကြီးလည်းအရင်တက်ပါဗျအပူမီးတွေနဲ့တောင်ဂျိုတင်မှုကိုရှေ့တန်းတင်ရကောင်းမှန်းသိသည်ကလေးအင်ကဟာလေးနဲ့တော့နတ်သားစီနဲ့အီးပဲမတူပါဘူးဒီလိုသားတယောက်အဖက်တန်လဲနေမှက်လို့ရအောင်တောင်းခဲ့ရုံပေါ့ခါလေးကိုင်းကမျက်ရည်ခိုးသုံးနေတာတွေ့တော့အင်ကမိမကမနေနိုင်ဘူးထင်ပါသူ့ရင်ခွင်ထဲဆွေးသွင်းကတဖွာဖွာနှစ်သိမ့်ပေးနေလေရဲ့ဖုန်တထောင်းထောင်းထားသည်လေးလမ်းမကြီးကိုကြည့်ရင်တပြင်းကချရပြင်ပါပြီတင်မိမယ်မှွေချက်ကတော့တားမွေးပြီးတမဲရတယ်လို့အမားတို့ဖြစ်စေချင်တဲ့အတိုင်းကျုပ်တို့ဘက်ကစီစဉ်ပေးဖို့အဆင်သင့်ပါဗျာရှင်းမျက်နှာနောက်ထားပြီးပြောရရင်တော့ကလေးကိုတော့အိမ်ကသားထွေးနဲ့နေရာချထားပေးဖို့ပဲမြေတားရက်ခံပါလေဖြစ်ပြီးမှတော့ဒီအတိုင်းလက်ခံရုံပဲပေါ့ဗျာအိုးမဟုတ်သေးပါဘူးကိုသက်မောင်ကြီးကာယကံရှင်ဖြစ်တဲ့အဲ့ကောင်လေးကသူကိုယ်တိုင်တော့မျက်နှာလာမပြတာကိုကြည့်ရင်ကျုပ်တို့သားကိုဘလို့သဘောထားလဲဆိုတာအသိသားကြီးကျုပ်တော့သဘောမတူနိုင်ပါဘူးတော့အပူမင်းဝမ်းသည့်မျက်နှာနဲ့ဘီစဘက်ကကပုတ်ကယုံလူတစ်ချောင်းထောင်ထိုင်ထားသည့်နားကတမင်အနားဆောက်ကိုဆွေးချရင်ဟိုဘက်လှစ်ထွက်သွားတာမို့လာပြောသူတွေအချင်းချင်းတယောက်မျက်နှာတယောက်ကြည့်ရပြန်ပါပြီအဲ့လိုလည်းမဟုတ်ဘူးပေါ့အမကြီးသားထွေးရဲ့အကျင့်ကိုကအေးအေးဆေးဆေးနေတတ်လွန်းလို့ပါသူကိုယ်တိုင်ကလည်းသဘောတူထားပြီးသားပါရှင်ပြောတော့ရှင်တို့စကားပေါ့ရှင်ရေသူ့အကြောင်းကိုလည်းမကြားရှင်မှအဆုံးနားနဲ့မဆက်အောင်ကိုကြားနေရတာဘယ်မလဲကောင်းခွက်အနည်းတိတ်နေတော့ကိုသက်မောင်အခုကျုပ်သားတပွားစာအတွက်ကျုပ်ပြောနေရတာသူ့ဘွားကြီးကိုဒီလိုလူလက်ထဲတတ်စာပုံအပ်ခိုင်းမဲ့အစားကျုပ်တို့တွေပဲပန်ဝန်းကျင်ရဲ့တတိခွဲမှာပက်လက်အမျောခံလိုက်မယ်။အိုးတော်ရှင်းမွန်း9ရက်9ရက်9ရက်ပါတော့သူတို့တတ်စာပြောနိုင်မယ်လို့ကျုပ်တော့မထင်ပါဘူး။သားကိုလေသူ့ကိုစီပဲပြန်ပို့မယ်ကျုပ်ယူမှာဘေးကဘလို့ပေါက်ရှာလာသည်မသိသေးမျက်နှာစိုးကအပေါက်ကလည်းစိုးသေးသည်မသိရင်အကျွေးရှံမြန်ထားနဲ့ရန်လာလုံနေသလိုပဲဟေးတားထွေးသူ့ကိုကျုံနဲ့ပြန်ထိလိုက်ကြည့်ကြပါဦးအမားလောက်ထားသူကအထက်စီကနေအမိန့်တွေပေးနေတာဘေးရောက်ခမကကြည်ဖြူမတဲ့လေသူကြီးကတော့
သားဖြစ်သူကြောင့်မျက်နှာပင်ပွင့်ရပြန်ပါပြီဘေးကိုခေါ်ခိုင်းနေတာလေသဘောမတူပါဘူးလို့အတင်းနဲ့ညင်းနေတာမင်းသားမပါဘူးလားကျုပ်လေပြောပြီးပြီလေစိတ်အေးထားပါအမရေသားထွေမင်းလေခဏထိုင်ပါအောင်စကားကိုဘလို့တွေပြောနေတာလေလူကြီးသူမကိုမရိုင်းပါနဲ့ကွေရှင့်သားကမြင်တဲ့အတိုင်းပဲလေမိဖတွေရှေ့တောင်ဒီလိုဆိုကိုရဘလို့နေမလဲအိုးကျမတွေးတော့မတွေးရဘူးကဲပြင်လိုက်ကြပါရှင်ကျမသားရဲ့ရှေ့ရေးကကျမပဲတွေးပေးလိုက်ပါမယ်နောက်ထပ်သားဘတော်မှလာပြီးမပတ်သက်ပါနဲ့တောင်းပန်ပါတယ်ဟိုတယောက်ထပြောသမျှစကားပြေနာထင်မှမဝင်လေဟင်အမေဖြစ်သူနောက်ကွေးကနေသူ့ကိုအမိန့်တွေနဲ့လှမ်းဟောင်းနေသေးတယ်မသိရင်သူပိုင်ထားတဲ့သူလိုပဲမျက်နှာပြောင်တိုက်ရှက်ကတော့ကွာမေဟိုကဒေါသနဲ့ထက်အောင်မြင်အဖြူအင်းပြန်ထွက်သွားတာဝန်ခနဲ့ရှိသမျှလူတွေလည်းသူ့တယောက်ချင်းနဲ့မင်းသေးပါတယ်ဘာစကားမှထပ်မဆိုဖြစ်ကြပဲဘာသောလို့တာလဲဆိုသည်တိရှန်စိတ်နဲ့လေတဆန့်ဆန့်ဟောပြင်ဝင်လာပါပြီတရှိကိုလက်ကဆွေးပြီးဘာမချီတဲ့မျက်နှာပင်နဲ့မသိရင်ရန်သူတွေနဲ့ရင်ဆိုင်နေရတာလို့မတော်ရသေးတဲ့ခမင်းခမက်ကကြောတော့တချက်တွန့်သွားလေဘာသဘောလဲဘာကိုစိန်ခေါ်ခြင်းထည့်လိုက်ပါထွေဓာကြီးကိုချထားစမ်းအခုကိစ္စမှာအဲဓာနဲ့ဘာဆိုင်လို့ယူလာရတာလေဒီကသားငယ်ကိုလည်းမင်းအမိတ်ပေးရင်တလို့ပေးလို့ရနေတဲ့ပတ်သက်မှုမျိုးရှိမနေဘူးလေရွေလိုက်ပါလားတက်ရမှာလားအမလီတော့အမလီကြားလုံးမကောင်းကြသေးရဲ့လားဘာမှတော့မဆိုင်သေးဘူးဓာနဲ့ရွေနေပြီယူများယူရင်တော့အမလီတွေးတောင်မတွေးဝန်းစရာပါလားဒါတော့ဓမြတိုက်တယ်လို့အတင်းတွေတောင်းနေတယ်ကျင်းဘလို့စိတ်နဲ့ထည့်ပေးရမှာလဲစိတ်လျှော့ပါအနှင်းရေဒီကငါတူကိုလည်းဦးကြီးတို့ကမြတ်တာရက်ခံပါတယ်ကွာအဲ့ဒါကြီးခဏရှထားပြီးပြေးပြေးလေးဆွေးနေကြည့်ရအောင်ပါကွာနော်ဘာထွေဓာကြီးကိုရှထားစမ်းလို့သားစိတ်ကိုအမေနားလေတယ်ဒါပေမဲ့တစ်ဖက်သားနားလေအောင်ရှင်းပြရမယ်လေဒါကသားကင်တွေနေကြပြဿနာမျိုးမှမဟုတ်ပေမိသားစုအရေးလေကွေအားလုံးဝိုင်းဝန်းဖြောင်းဖြနေတာတော့လက်မခံရှင်သည့်ကောင်ကအကျော်တင်နဲ့ကာယကံရှင်ကိုမျက်စိမလွေဘူးဟိုကလည်းကြောက်လို့ခေါင်းကိုထွက်မလာပါဘူးသူမဖြစ်ရှင်းပေးလို့မရတော့တာမို့တားဖြစ်သူလက်ထက်ကဓာတ်ကိုဆွေလူကိုကျမ်းပြန်ပြောဆွေရှာပြစ်လိုက်သည်အဖေဖြစ်သူမို့သာညီနေတာအကြည့်ကတော့ကျင်းတဲ့ဟန်မတူဘူးကျုပ်သားကစကားပြောမတက်ရုံပါဗျာပတ်ဝန်းကျင်နဲ့ရောသေးပြီလေမနေတတ်တာနဲ့ပေါင်းတန်းဆက်ဆံရေးညံ့တာကိုအခြေခံပြီးတော့လူတွေကအပုတ်ချနေုံပါပဲအဲ့ဒါကလွင်းရင်လေဘလို့အကျင့်ပြတ်မှုမျိုးမှမရှိပါဘူးအခုလို့သူလုံးနေတာကလေသူ့အမားကိုသူတာဝန်ယူပေးဖို့သွေးဆူနေရုံတည်းပါအမားကိုတာဝန်ယူဖို့သွေးဆူတာကဓာချင်းပါကျင်းတဲ့လားကျုပ်ဖြစ်အံ့ဩလွန်းလို့ကျုပ်သားမို့သူ့စိတ်ကိုကျုံနားလေပါတယ်သူသာဒီအမားကိုတာဝန်ယူခွင့်မရှိရင်လေနားနဲ့မနာဖွားနဲ့နာပါတက်ပြီးထောင်သေးကိုဝင်ပြစ်ဖို့လေလက်တွန့်နေမှာမဟုတ်ပါဘူးအနည်းဆုံးတော့လေကလေးရဲ့အစွမ်းအထင်းသူ့ပေါ်ရောက်သွားမှာပေါ့အလိုတော်နာမည်လည်းပြက်ရသေးအသက်ပါပေးရအောင်မတဲ့လားအမလီဘလို့အကုသူတွေကြောင်းများဒီလိုအဖြစ်တွေနဲ့ကြုံနေရပါလိမ့်တော့စိတ်လျှော့ပါအမရေသားထွေးကလေသွေးအေးနေတတ်တာကလွင်ဘသူ့အပေါ်မှာလက်မပါဘူးလားအမတို့လည်းကြားမှာပါသူ့ဘက်ကဂရုစိုက်မပေးတဲ့ရင်တောင်ရံမမှုပါဘူးလို့သူ့အမေကျုပ်ကအာမခံပါတယ်သားလေးကိုလည်းကျုပ်သားအရင်လေးလို့ဂရုစိုက်ပေးပါမယ်ကျုပ်တို့အပေါ်လေသူစိတ်အခက်မသင့်တာနဲ့ဆက်ရှမ်းပြန်ပို့ပေးမယ်လို့ဂတိပေးပါတယ်မိခင်တယောက်အနေနဲ့ကျုပ်ကလေတောင်းဆိုတာပါအမရေနော်ရှီကုန်းမတက်ရိုကျိုးနေသည်မင်းမြကိုကြည်ကလေးကဂယုဏတက်တော်သည်ထမသည်သူ့အမေလက်ကိုဆွဲကမြဝန်းလေးပန့်ပြီးအသံတိတ်အသနာခံနေလေရဲ့ကြည်ရတာမိဖတွေကတခွန်းဆိုတခွန်းခေါင်းညှိတက်သည့်အလိမ္မာလေးထင်ပါသည်အမေသားငယ်လေးဖြစ်ပြီးတာတွေပြီးတဲ့အတိုင်းထားလိုက်ပါနှင့်ဒီလိုဖြစ်ဖို့ကံအကြောင်းပင်လာတယ်လို့ပဲမှတ်ရမှာပေါ့ဘယ်တက်နိုင်ပါမလဲဟာကျုပ်ရဲ့တကြီးတိတ်ခါနဲ့ရင်းပြီးတိုင်းသေးပါတယ်
ခလေးကကျုပ်တို့ကြောင့်မပြောရရင်တော့စိတ်တော့မဆင်းရဲစေရပါဘူးဗျာအားလုံးဝိုင်းဝန်းဖြောင်းဖြမှုတွေကြားအင်တာတက်နဲ့ခေါင်းညက်ရသည့်တစ်ဖက်မိဘကိုကြည့်ကသူ့မေလေးခေါင်းတရှမ်းခေရပါသည်တစ်သက်လုံးမိမမရတော့မယ့်အတူတူတားလင်မလေးတယောက်အစားရတာလဲကုသိုလ်ထူးလို့မှတ်ရမှာပေါ့အပိုင်း3ကိုဆက်လက်ညှောကြပါနော်ဒီဇာတ်လမ်းလေးကိုသဘောကျနှိမ့်သက်တယ်ဆိုရင်တော့ဦးဒီရဲ့ဗီဒီယိုအောက်မှာ comment လေးတွေနဲ့ကွန်ပျူတာပေးကြပါလို့ဦးဒီကမေတ္တာရက်ခံပါတယ်ဗျာအားလုံးရှင်လန်းရှင်မြေကြပါစေနောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဦးဒီပါ